ချင်းကအပင်မြစ်မျိုးဖြစ်ပြီးရနံ့ပြင်းပြင်းအနှဲငယ်ချင်းဆက်တဲ့အရာသာရှိပါတယ်။ချင်းကအာရှနိုင်ငံတွေမှာအစားအစာဆေးဘက်ဝင်အပင်အဖြစ်ရှေးကလေးကအသုံးပြုမှုများပါတယ်။ချင်းကအစာအိမ်နဲ့ဥလန်းချောင်းအတွက်အလွန်ကောင်းမွန်ပါတယ်။ချင်းကအစာမကြေခြင်းနဲ့1 bite ဖောရောင်ခြင်းတို့ကိုသက်သာစေပါတယ်။ချင်းကပြုတ်အန်ခြင်းမူးဝေခြင်းနဲ့ကိုယ်ဝင်ဆောင်မနှက်ခင်းအော့အန်ခြင်းတို့ကိုလျှော့ချပေးပါတယ်။ချင်းကရောင်ရမ်း၍နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။ချင်းမှာပါတဲ့ gingerol ဆိုတဲ့ဓာတ်ကြောင့်ရောင်ရမ်းမှုနဲ့နာကျင်မှုတို့ကိုရောကျစေနိုင်ပါတယ်။ချင်းကအဆစ်မြစ်များနာကျင်ခြင်းနဲ့ကြွက်သားများနာကျင်ခြင်းတို့ကိုများစွာအထောက်အကူပြုပါတယ်။ချင်းကအအေးမိခြင်းနဲ့ချောင်းဆိုးခြင်းတို့ကိုတတ်တာပျောက်ကင်းစေနိုင်ပါတယ်။ချင်းကကိုယ်ခန္ဓာအပူချိန်တက်စေခြင်းကြောင့်ဖြစ်သောချောင်းဆိုးခြင်းနဲ့လဲချောင်းနာခြင်းတို့ကိုတတ်တာစေနိုင်ပါတယ်။ချင်းပြုတ်ရည်ကိုတောက်သုံးမယ်ဆိုရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ချင်းပြုတ်ရည်ကသွေးလက်ပတ်မှုအားကိုတိုးတက်ကောင်းမွန်စေပြီးတော့ခြေအေးလက်အေးဖြစ်ခြင်းကိုတတ်တာစေနိုင်ပါတယ်။ချင်းကခန္ဓာကိုယ်အတွင်းရှိတကြားဓာတ်နဲ့ကိုလက်စထရောကိုထိန်းညှိပေးပါတယ်။ချင်းကသွေးချိုညှိနှိုင်းမှုကိုများစွာအထောက်အကူပြုနိုင်ပါတယ်။ချင်းကမကောင်းတဲ့ကိုလက်စထရောဓာတ်များကိုလျှော့ချပေးဖို့ကူညီပေးနိုင်ပါတယ်။ချင်းက menstrual pain လို့ခေါ်တဲ့အမျိုးသမီးများလစဉ်ရာသီဓမ္မတာလာချိန်မှာဖြစ်တတ်တဲ့နာကျင်မှုကိုရောကျစေနိုင်ပါတယ်။ချင်းပြုတ်ရည်ထဲမှာပြားရည်ကိုအနှဲငယ်ထည့်ပြီးတော့တောက်သုံးနိုင်ပါတယ်။ချင်းပြုတ်ရည်ကိုလက်ဖက်ရည်နဲ့ရောဆက်ပြီးတော့ချင်းလက်ဖက်ရည်ဖြစ်နေ့စဉ်တောက်သုံးနိုင်ပါတယ်။ချင်းပြုတ်ရည်ရဲ့ဘေးထွက်ဆိုးကျိုးများကတော့အလွန်ကျွံတောက်သုံးမိမယ်ဆိုရင်ရင်ပူခြင်းအစာရင်အောက်ခြင်းသွေးပေါင်ခြင်းကျဆင်းခြင်းသွေးကျဲစေခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ကိုယ်ဝင်ဆောင်များအနေဖြင့်ချင်းပြုတ်ရည်ကိုပမာဏအနည်းငယ်သာလျှင်တောက်သုံးသင့်ပါတယ်။အစာရင်အနာရှိသူများအနေဖြင့်ချင်းပြုတ်ရည်ကိုအလွန်ကျွံမတောက်သုံးသင့်ပါဘူး။ဆေးတောက်နေသူများအနေဖြင့်ချင်းပြုတ်ရည်ကိုဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်သုံးသင့်ပါတယ်။ချင်းဟာတဘာဝဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပြီးအစာရင်ကျန်းမာရေးရောင်ရမ်းနာကျင်မှုအေးမိချောင်းဆိုးမှုတွေမှာအထူးအသုံးဝင်ပါတယ်။ဒါပေမဲ့မှန်ကန်တဲ့ပမာဏနဲ့သုံးစွဲဖို့အရေးကြီးပါတယ်။ချင်းထဲမှာပါဝင်တဲ့အရေးပါတဲ့ဓာတ်များဖြစ်ကြတဲ့ gingerol ဟာရောင်ရမ်းမှုကိုတားဆီးပေးပြီးတော့နာကျင်မှုကိုရောကျစေနိုင်ပါတယ်။ရှောက်ကိုဟာအေးမိခြင်းနဲ့ချောင်းဆိုးခြင်းတွေကိုတတ်တာစေနိုင်ပါတယ်။ gingerol ဟာအစာချေစနစ်ကိုအထူးကောင်းမွန်စေနိုင်ပါတယ်။ antioxidant ဟာဆဲလ်ပျက်စီးမှုတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဒီဓာတ်တွေကြောင့်ပဲချင်းကိုတဘာဝဆေးအဖြစ်အသုံးပြုမှုများလာတာဖြစ်ပါတယ်။ချင်းဟာအုံနောက်နဲ့စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများစွာကိုဖြစ်ထွန်းစေနိုင်ပါတယ်။သွေးလည်ပတ်မှုကိုအားကောင်းစေတဲ့အတွက်အုံနောက်ထိအောက်ဆီဂျင်ပိုရောက်ပါတယ်။ချင်းကမညံကျဆင်းမှုကိုနှေးကွေးစေနိုင်ပါတယ်။ချင်းကစိတ်ပင်ပန်းမှုနဲ့မောပန်းနွမ်းနယ်မှုတို့ကိုရောကျစေနိုင်ပါတယ်။ချင်းက immune system လို့ခေါ်တဲ့ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်ပါတယ်။ချင်းကဘက်တီးရီးယားနဲ့ virus ပိုးတွေကိုတိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ချင်းကမကြာခဏအေးမိသူများအတွက်လည်းအထူးသင့်တော်ပါတယ်။ချင်းကကိုယ်ခန္ဓာအပူချိန်ကိုမြင့်တင်ပေးပြီးတော့အဆီလောင်ကျွမ်းမှုတို့ကိုကူညီပေးနိုင်ပါတယ်။ချင်းမှာအစာစားခြင်းစိတ်ကိုရောကျစေနိုင်တဲ့အာနိသင်ရှိပါတယ်။ချင်းကခေါင်းကိတ်ချိန်မှာလယ်ပင်ဘက်ကိုအပူထိုးကပ်နိုင်ပါတယ်။အသားရည်နူးညံ့လိုသူများအနေဖြင့်စမ်းသပ်ပြီးမှအသုံးပြုနိုင်ပါတယ်။ချင်းပြုတ်ရည်ကိုမနက်ခင်းမှာတောက်သုံးမယ်ဆိုရင်အစာချေစနစ်ကိုနိုးထစေနိုင်ပါတယ်။ချင်းပြုတ်ရည်ကိုညနေပိုင်းမှာတောက်သုံးမယ်ဆိုရင်တော့ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ချင်းပြုတ်ရည်ကိုအိပ်မက်ချိန်နဲ့အရန်ကပ်ပြီးတော့တောက်မယ်ဆိုရင်ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေနိုင်တာကြောင့်မတောက်သုံးသင့်ပါဘူး။ဒီဗီဒီယိုကိုအစကနေပြီးဆုံးသည့်အထိအားပေးကြည့်ရှုသွားခဲ့ကြတဲ့လူကြီးမင်းများကလည်းကျွန်တော်အခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုဒီနေရာမှာပဲရပ်နားပါမယ်။နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့အားလုံးပြန်လည်ဆုံတွေ့ကြရအောင်ပါ။လူကြီးမင်းများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြပါစေ။ဒီဗီဒီယိုကိုအားပေးကြည့်ရှုကြတဲ့အတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။